အခုတစ်ခါထပ်မံပြပြပေးသွားမယ်အကွက်လေးတွေကညတော့မျိုးနဲ့39ရပ်ကွက်မှာရှိတဲ့ data လေးတွေပဲဖြစ်ပါရဲ့ရှင်ဒါဆိုရင်တော့ညီမရင်စာပြောပေးမယ်နော်39 A ရက်ကွက်ခရံအမီပေါက်ပေ40 60ဦးမှာတိန်း1500 39 A ရက်ကွက်ဥပဝင်းလန်ပေ40 60ဦးမှာတိန်း1000 39အကောက်ခွန်5လမ်းရှိတထက်ထိုက်အာစီခရံမိတူအပါဦးမှာပေ20 60တိန်း9400 39 A ရက်ကွက်တစ္ဆာ1လမ်းရှိ1.5 RC အပါအမှာခရံအတူခွဲနေပေ20 60 9660 39 A ရက်ကွက်မြစ်တာလန်ခရံမိတူကရုံပေ20 60ဦးမှာတိန်း9000နောက်တစ်ကွက်လေးတွေနဲ့အနေနဲ့ဆိုရင်တော့39ရပ်ကွက်ဥပဝင်းလမ်းမှာခရံအမီပေါက်တစ်ထက်တိုက်အပါပေ40 60ကို13000နဲ့800 39 B ရက်ကွက်တမာရီမြစ်လမ်းမှာဆိုရင်တစ်ထက်တိုက်အပါ20 60ခရံမူရင်းကို9000နဲ့39 B အကောက်ခွန်1လမ်းမှာမြေတီးသက်ခရံမြေပေါက်ကိုတော့ပေ40 60 9000နဲ့600 39 B ရက်ကွက်စစ်တောင်းလမ်းနဲ့ဗရမ ्या လမ်းတောင်းမှာဆိုရင်တော့ပေ40 60ကို18000နဲ့900 39 B ရက်ကွက်အကောက်ခွန်2လမ်းမှာဆိုရင်ခရံအခွဲပြီး 3RC တိုက်အပါ20 60ကိုတော့18000စတာတွေပဲဖြစ်ပါရဲ့ရှင်အခုကွက်လေးတွေကိုစိတ်ဝင်စားလို့ဆက်သွယ်ခြင်းနဲ့ဆိုရင်တော့ညီမတို့ Housing for All ကိုအခုပဲဆက်သွယ်လိုက်တော့နော်